1600ปีနေမြအတင်ကအန်ဂိုလာနိုင်ငံကိုအုပ်ချုပ်ခဲ့သည့်အန်စင်ကအမိရှိဘရင်မတ်တပေါင်းသည်သူမနှင့်အတူအိတ်ဆက်ခွင့်ရရန်အတွက်အမျိုးသားများကိုတည်သည့်အထိရင်ကြိုက်တိုက်ခိုက်ခိုင်းလေရှိလူဖြစ်သည်သူမသည်အာနာကိုအလုံးအမင်းယူသွက်သူတအုပ်ဖြစ်ပြီးသူမကိုသူမဘရင်မဟုခေါ်ဝေါ်ခြင်းကိုမနစ်တဲ့ပဲသူမ၏လူမျိုးစုများအတွက်ဘရင်တစ်ပါးအဖြစ်သာခံယူကအမျိုးသားဝတ်စုံကိုဝတ်ဆင်၍အုပ်ချုပ်ခဲ့သည်အန်စင်ကသည်ကြားမအခန်းကဏ္ဍများကိုပြောင်းလဲလှန်ခြင်းဖြင့်မိမိကိုယ်ကိုအာနာရှိသည်ဟုခံစားရစေရန်လှုံ့ဆော်ခဲ့ရုံသာမကယောက်ျားမယားမြောင် male wife ဟုတ်ခေါ်ဆိုသည့်အလူငယ်အမျိုးသား80ခန့်ပါဝင်သောအဆောင်အယုံတစ်ခုကိုလည်းထားရှိခဲ့သည်ထို့အမျိုးသားများကိုအမျိုးသမီးဝတ်စုံများဝတ်ဆင်ခိုင်းပြီးနန်းတော်တွင်အမျိုးသမီးများကဲ့သို့သာပြုမှုနေခိုင်းခဲ့သည်ညဘက်ရောက်သည့်အခါသူမသည်ထို့အမျိုးသားများတဲကနှစ်ဦးကိုကြက်ပိုင်းရွေးချက်၍ရက်ဆက်ကြမ်းကြစွာထိသည့်အထိတိုက်ခိုက်ခိုင်းပြီးအမျိုးသားများသူမအတွက်တဦးကိုတဦးဖက်ဖြက်နေကြသည်ကိုရန်မတ်စောဖြင့်ကြည့်ရှုလေရှိသည်အနိုင်ရရှိသူသည်စုလားပဲဖြင့်သူမနှင့်တညတာအတူအိတ်ဆက်ခွင့်ရရှိမည်ဖြစ်တော်လေမိသူမြသူမနှင့်ငကြင်းတိုင်တိုင်အိတ်ဆက်ခွင့်မရခဲ့ပေအကြောင်းမှာမနက်မိုးလင်းနေအနိုင်ရရှိသူကိုပါထပ်မံဖက်ဖြက်လိုက်ပြီးဤလောက်ရများကိုအစမှဖလျံလဲစတင်လေးရှိတော်ကြောင့်ဖြစ်သည်သူမသည်အသက်85နှစ်အရွယ်ရောက်မှသာထို့အဆောင်အယုံကိုဖျက်သိမ်းပြီးသူမ၏သားအရွယ်လောက်ရှိသည့်အသက်အငယ်ဆုံးအဖွဲ့ဝင်ကောင်လေးကိုလက်ထစ်ခဲ့ပြီး